Hello အားလုံးပဲမင်္ဂလာပါရှင်။ရှင်စုရတနာ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီတစ်ခါမှာတော့မင်ကလူမျိုးပေါ့နော်အရန်ကိုချစ်စရာကောင်းတဲ့ခရမ်းဆွဲနှစ်ဆွဲအကိတ်ကြီးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါလေးကတော့မိတ်ဆက်ပေးသွားမယ်ခရမ်းဆွဲနှစ်ဆွဲအကိတ်ကြီးပဲဖြစ်ပါတယ်ရှင်။ဒါလေးကတော့နံပါတ်1နှစ်ဆွဲလေးပဲဖြစ်ပါတယ်။သူလေးကကြတော့အလဲကခရမ်းဆွဲလုံးချောကိုမှဘေးကခရမ်းဆွဲကြောက်သေးလေးနဲ့ပတ်ထားပြီးတော့စိန်ကိုလည်းဒီလိုမျိုးလေးပေါ့နော်စပစီပုံစံလေးခတ်ထားပြီးအောင်မို့လို့အရင်ကိုချစ်စရာကောင်းပါတယ်သူကရွှေချိန်လေးနဲ့ဆိုလို့ရှိရင်လည်း3မှတ်နီးပါတော့ပါပါတယ်နော်ဒါလေးကတော့နံပါတ်2ဆွဲပဲဖြစ်ပါတယ်သူလေးကလည်းခုနလိုမျိုးပေါ့နော်ခရမ်းဆွဲလုံးချောလေးကိုမှဘီးကစိန်ပတ်နဲ့နောက်ထပ်ခရမ်းဆွဲတစ်ပတ်ပါထပ်ပတ်ပြီးထားတာဖြစ်ပါတယ်ရှင်သူကရွှေချိန်ဆိုလို့ရှိရင်လည်းတစ်ချက်နီးပါးကြည့်အောင်ပါမို့လို့ရွှေထဲမှာလည်းစိတ်ပူကြမလို့ပါဘူးเนาะဒီကတော့နံပါတ်3နှစ်ဆွဲလေးပဲဖြစ်ပါရှင်သူလေးကကြတော့ဒီလိုမျိုးပေါ့နော်ခရမ်းဆွဲကြောက်ကလတ်ချိန်အကြီးကြီး18ကလတ်ကြီးကိုမှဘေးကစိန်ပွက်မိပေါင်း150ကျော်2ရက်တီကျော်ပေါ့နော်ချိန်နေနဲ့ဆို2ရက်တီကျော်ကြီးနဲ့ခတ်ပေးထားတဲ့ပန်းပွင့်နှစ်ဆွဲအကိတ်ကြီးပဲဖြစ်ပါရှင်သူလေးကတော့ကြောက်သားတီးတန်းကြိုက်တဲ့မိမရဲ့အတွက်ခရမ်းဆွဲပေါ့နော်ခရမ်းဆွဲကြောက်အကြီးကြီး၄ပွင့်ထည့်ထားပေးရဖြစ်ပါတယ်ရှင်သူကကလတ်ချိန်နေနဲ့ဆိုလို့ရှိရင်30ကျော်ပါပါမယ်နော်သူကကြတော့ဘယ်မှာမှမရှိသေးတဲ့ဒီလိုမျိုးရွှေခွတ်နဲ့ဒီဇိုင်းဆန်းလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့နံပါတ်4လေးပဲဖြစ်ပါတယ်အကောင်လုံးကတဘာဝခရမ်းဆွဲအဆင့်အတန့်ကို natural diamond စိန်ဖြူတက်နဲ့ခတ်ပေးထားပြီးတော့ size ဆိုလို့ရှိရင်လည်းတလက်မကျော်ရီပဲမို့လို့နားမှာထက်ထက်ကိတ်ကိတ်ကြီးနဲ့အရန်ကိုလှပါတယ်ရှင်ခုမိတ်ဆက်ပေးသွားတဲ့ခရမ်းဆွဲနှစ်ဆွဲအကြီးကြီးကိုတိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ installation တော့မင်းတို့ရဲ့သုံးနာရှင်ကြီးကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရရှင်။